မားကိုကျွန်တော်ချစ်တယ်အတိတ်တွေကပုတ်သိုးနေပါတယ်စားရမှလည်းတဲတရှက်ရှက်ပြေးရမှလည်းစီတဝင်းဝင်းဆိုသလိုတရားရောက်ကခမားကိုတိတ်နာကျင်စေခဲ့သလားကွယ်ခမားတို့လည်းစိတ်မကောင်းသလိုကိုအတွက်လည်းဝမ်းနေရပါတယ်ခဲမှန်ဘူးတဲ့စားတငယ်ဟာသူစီလာသမျှဒဏ်ရာတွေပေးဖို့လို့ပဲထင်နေတာမျိုးကျေးဇူးပြုပြီးမြင်အောင်ကြည့်ပါဒါကချစ်ချင်းမြတ်တာပါဝဲဘက်ရင်အောင်ကနေပကတိလာတာပါကျမအချစ်ကိုအယုံကြည်မရှိဘူးတဲ့တိတ်ပြီးတော့မတုံလို့တော့ပါဘူးလေခမားမှလည်းဒဏ်ရာတွေနဲ့ဆန္ဒတွေနဲ့ရှိပါတယ်စိတ်တလက်မဖြစ်သေးရင်တော့ခမားစိတ်လိုလဲရပြုံးဖို့ထီးကြံလဲလို့ခံစားရတိုင်းလာပေါက်ကွဲဖို့ဝမ်းနေတိုင်းစိတ်လို့ကိုလို့ငိုချဖို့ချစ်ချင်းမြတ်တာတရားကပခုံးကောင်းပါတယ်ပေါ့ငငယ်ကမိုးကြရဲ့ပထမဆုံးမိုးရွာတော့အလိုလိုတတိလက်လို့ပျော်ရတယ်လို့မျိုးခမားကိုပျော်စီခြင်းလိုက်တာခြေရအသက်လဲဝတ်တိုင်းခံစားရတဲ့ခံစားမှုမျိုးအခိုက်တန့်လေးပဲဖြစ်နေပါစေကျွန်တော်ကြောင့်ခမားရစီခြင်းနဲ့ခမားသိလားကိုကြောင့်ကိုချေရသူပြောတဲ့အခါကိုကနှစ်ဆပူပြောရတယ်ဆိုတာအားလုံးကိုစိတ်ပြတ်သွားခဲ့ဘူးရင်တော့ကျွန်တော်ကိုယုံပါခမားမယုံကြည်တော့တဲ့ချစ်ချင်းမြတ်တာကိုကျွန်တော်ကြောင့်ခမားပြန်ယုံကြည်လာတဲ့အခါခမားကိုရည်ရွယ်ပြီးပြိုးထားတဲ့နှင်းစီအိုးလေးကနှင်းစီဝါဝါလေးတွေပွင့်နေနေဖြစ်မယ်ကျွန်တော်ကတိတ်ကိုစိတ်ကူးရင်တက်တဲ့ကောင်လေးလေကျွန်တော်ကခမားမတော်တဆလေရောက်လာပြီးမပြန်ချင်တော့နေမျိုးလေးတိတ်ဖြစ်ချင်တာပဲတချို့မိုင်မဲမှုတွေကနီအောင်ရင်းရင်းနဲ့လာပါတယ်ခမားဧည့်သည်ဆန်ခဲ့ရင်တော့အဲ့ဒီမှတ်ညံလေးတွေနာနာကျင်ကျင်တိမ့်ထားခဏခဏပြန်တွေးမိနေတာမျိုးဒါပေမဲ့ချစ်ချင်းမြတ်တာကကျွန်တော်နဲ့ပတ်သက်ရင်ကံမကောင်းရှာပါဘူးလေခမားကတော့ကျွန်တော်နဲ့ပတ်သက်ရင်ကံကောင်းမှသိကြပါတယ်ခမားကိုကျွန်တော်ချစ်တယ်လေ